ရွာကတန်ကဲပထမဆုံးမြို့ကိုရောက်လာတဲ့နေ့နနက်ပိုင်းလူစီကားတဲ့မြို့စည်းထဲမှာဖုန်ကြီးနဲ့အတူလက်ဖက်ရည်ဆိုင်တစ်ဆိုင်ဝင်ထိုင်လိုက်တယ်တန်ကဲကတော့မြို့လက်ဖက်ရည်ဆိုင်စနစ်ကိုမသိသေးဘူးဘာလာမလဲဆိုတာကိုပဲစိတ်ဝင်စားနေတယ်မကြခင်မှာပဲစပွဲထိုးကလက်ဖက်ရည်နှစ်ခွက်နဲ့အတူမုတ်ပကန့်လေးတွေအများကြီးလာချလိုက်တယ်ပေါင်မုတ်ဤကြာကွေးကိတ်မုတ်စပွဲပေါ်မှာမုံတွေပြည့်သွားတယ်တန်ကဲကတော့အလကားကျွေးတာပဲလို့ထင်လိုက်ပြီးဟိုဟာနည်းနည်းဒီဟာနည်းနည်းလိုက်စားလိုက်တယ်ဖုန်ကြီးကမြင်တော့မျက်နှာတင်းသွားတယ်ဒါပေမဲ့လူများလို့မပြောနိုင်ဘူးအဲ့ဒါကြောင့်မျက်နှာဟန်နဲ့ပဲမစားနဲ့လို့အရေးမြပြတယ်ဒါပေမဲ့တန်ကဲကတော့ဖုန်ကြီးကမစားလို့စိတ်ဆိုးနေတာလို့ထင်လိုက်တယ်ဒါနဲ့ပဲကြံတဲ့မုံတွေကိုပါနည်းနည်းစီမကြံအောင်လိုက်စားတော့တယ်ဖုန်ကြီးလည်းဘာမှမပြောနိုင်တော့ပဲစိတ်ကိုလျှော့ထားလိုက်ရတယ်နောက်ဆုံးမှာတော့မုံအားလုံးနဲ့လက်ဖက်ရည်ဘိုးကိုဖုန်ကြီးပဲရှင်းလိုက်ရတယ်မျက်နှာလည်းပြက်ပတ်စံလည်းကုန်ဆိုင်ပြင်ဘက်ရောက်တော့အခါဖုန်ကြီးကတန်ကဲကိုခေါ်ပြီးစတင်ဆူလိုက်တယ်ဟဲ့တန်ကဲမင်းကမုတ်တစ်ခုဆိုတစ်ခုစားလေဟိုဟာနည်းနည်းဒီဟာနည်းနည်းစားတော့ငါမှပတ်စံရှင်းလိုက်ရတာမနေဘူးအဲ့ဒီအချိန်မှတန်ကဲကအံ့ဩသွားပြီးသူ့အမကိုနားလဲသွားတယ်ဖုန်ကြီးကတော့စိတ်တူတူနဲ့အလကားရမလားဟဲ့တန်ခဲမင်းကမုံကိုတစ်ခုဆိုတစ်ခုကုန်အောင်စားလေအဲ့ဒါအလကားကျွေးတာမဟုတ်ဘူးတပိတော်ကအလကားချကျွေးတယ်ထင်လို့စားလိုက်တာပါဗျာမင်းကြီးတော့အလကားချကျွေးပါမလားယောဒီမုံနေအကုန်ယူခဲ့တော့ငါပါလာတဲ့ဝတ္ထုငွေလဲကုန်ပြီအမမျိုးမခေါ်တော့ဘူးတန်ကဲကတော့တပိတော်တောင်းပန်ပါတယ်ဖះလို့ပြောလိုက်တယ်နောက်တစ်ခါမျိုးသွားရင်မျိုးတော့မခေါ်တော့ဘူးလဲအားပေးကြပါအောင်နော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလဲလုပ်ပေးသွားကြပါဦးများနောက်တန်ကဲတို့ရွာအပိုင်း3ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ